လူငွေတွေရဲ့ခန္ဓာကိုယ်ထဲမှာစွန့်အင်တွေအများဆုံးရှိကြပါတယ်သူတို့ရဲ့စပင်တွေကနည်းနေသေးတယ်မျက်လုံးတွေကတောက်ပနေတယ်သူတို့ရဲ့မျက်နှာတွေကနူးနေသေးတယ်သူတို့ရဲ့အမြင်တွေကလည်းစူးခြားကြပါတယ်ဘဝတစ်လျှောက်လုံးရဲ့အလှပဆုံးအရှင်ကငွေရည်နုပြတဲ့အရှင်ဖြစ်ပါတယ်ဒီအရွယ်မှာသင်ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်တွေဖော်ရမယ့်အရှင်ဖြစ်ပါတယ်နောက်ထပ်2 နှစ်ငယ်ကြာလာပြီဆိုရင်သင်ရဲ့စပင်တွေကလည်းဖြူလာမှာဖြစ်ပါတယ်တဖြည်းဖြည်းနဲ့သင်ရဲ့တငယ်ချင်းအသက်အရွယ်ကလည်းသင်နဲ့ဝေးသွားမှာဖြစ်ပါတယ်အကုန်လုံးသူတို့ပေါ်နဲ့သူတို့အလုပ်ရှုံးနေကြမှာပါဒီနေ့သင်ရဲ့ဘေးရည်ရွယ်ချက်ပဲဖြစ်ဖြစ်တိုက်ခိုင်းလိုချင်တာလားနာမည်ရရှင်တာလားကားလိုချင်တာလားပိတ်ဆိုင်လိုချင်တာလားသင်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ဖို့ရန်အတွက်ဒီထက်ကောက်တဲ့အရှင်တွေကိုဒီဘောမှာသင်ရမှာမဟုတ်ပါဘူးသင်ဒီနေ့စိတ်အားထက်သန်မှုနဲ့အာရုံထွေပြောင်းမှုတွေကဒီနှစ်ခုမှတစ်ခုကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေ့အထိကဘာပေါ်ကလုပ်ငန်းအကြီးစားတွေရဲ့ပိတ်ရှင်တဝဲလောက်ကဒီအရွယ်မှာပဲလုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်ဒီနေ့တကယ်လို့သင်ရဲ့ဦးနှောက်ထဲမှာရည်မှန်းချက်တစ်ခုမရှိဘူးဆိုရင်ဖခင်သခင်ကသင်ကိုလက်စော်အနေနဲ့ပေးထားတဲ့အရှင်တွေကိုသင်ကအလကားဖြုံးသိနေတာပဲဖြစ်ပါတယ်ဒီနေ့သင်အနားယူနေတဲ့အရှင်ဖြုံးနေတဲ့မဟုတ်ကအတွေ့အထိမှမျောနေတယ်ဆိုရင်သင်ရဲ့လာမယ့်အနာဂတ်ကဘယ်လိုဖြစ်မလဲဆိုတာကိုသင်ရဲ့အလုပ်လုပ်ပုံကပဲဆုံးဖြတ်ပေးမှာပါဒီအရွယ်မှာသင်လုံးနိုင်မဲ့စွမ်းဆောင်မှုမျိုးကိုသင်အသက်ကြီးလာရင်လုံးနိုင်တော့မှမဟုတ်ပါဘူးမှန်တဲ့အလုပ်ပေးဖြစ်ဖြစ်မှားတဲ့အလုပ်ပေးဖြစ်ဖြစ်ဒီအရွယ်မှာလုံးနိုင်သလောက်သင်အသက်ကြီးလာရင်ဘာမှလုံးနိုင်မှာမဟုတ်ပါဘူးဒီအချိန်မှာလုပ်တဲ့အလုပ်ကသင်ကိုအနာဂတ်မှာအကျိုးအမြတ်တွေရရှိမှာပါဒီအရွယ်မှာသင်အာရုံစိုက်နေသလိုအသက်ကြီးလာရင်အာရုံစိုက်နေမှာမဟုတ်တော့ပါဘူးမင်္ဂလာဆောင်ပြီးခလေးတွေရလာရင်သင်ရဲ့ရည်မှန်းချက်အပေါ်မှာအရင်ကလိုအာရုံစိုက်နေမှာမဟုတ်ပါဘူးအာရုံစူးစိုက်မှုမရှိရင်ဘ ഹു တုဒ္ဒတွေလည်းရလာမှာမဟုတ်ပါဘူးအခုဒီအချိန်မှာပညာတွေလိလက်သင်ယူနေတာတွေကသင်ပေါ်အတွက်အလွန်အသုံးဝင်မှာပါဘဝကသင်ကိုပေးနေရပေးအချိန်မှာပဲဖြစ်ဖြစ်အသေးသောပညာတွေကိုပေးနေမှာဖြစ်ပြီးတော့ဘဝကပေးတဲ့ပညာတွေနဲ့သင်ရဲ့လိလက်မှုတွေကသင်ပေါ်ရဲ့အခြေခံအုံမြင့်ပါပဲသင်ရဲ့ဘဝကိုသင်ဘယ်လိုဖြည့်သန်းရှင်တယ်လဲဝဒနာပါတဲ့အလုပ်တွေကိုလုပ်ရင်းဖြည့်သန်းရှင်သလားအဲ့ဒီအတွက်ပြင်ဆင်ရမှာကဒီအရှင်ဟာအကောင်းဆုံးအရှင်ပါပဲနေပေတွေအလုံးကိုရှင်ပြဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့သင်ကဘယ်နေပေကိုဝဒနာပါပါတယ်လဲဘယ်အလုံးမျိုးကိုသင်တဘောအလုံးလုံးနေတယ်လေအဲ့ဒါကိုရွေးချယ်ပြီးအော်တန်ခွန်ဆိုင်လုပ်ရင်သင်ရဲ့ဘဝကိုတိုးတက်စေနိုင်ပါတယ်အဲ့ဒီနေပေကပဲသင်ကိုနာမည်တွေလေးစားမှုတွေပိတ်ဆိုင်တွေအကုန်လုံးကိုပေးနိုင်ပါတယ်သင်ကိုပျော်ရွှင်မှုတွေစိတ်ကြည်နမှုတွေပေးနိုင်ပါတယ်အဲ့ဒီဝဒနာကသင်ဘဝမှာအသက်ရှင်နေထိုင်ရတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ပညာရှင်တရားကပြောခဲ့မှုပါတယ်အဲ့ရကနေထားလိုက်ပါအလိုလုပ်ပါရည်မှန်းချက်တွေမပြည့်မချင်းအောင်မြင်မှုမရမချင်းအလိုလုပ်ပါဆိုပြီးတော့ပြောခဲ့ပါတယ်သင်နေမကောက်တဲ့အရှင်ကောက်အိုက်မပြောဘူးမလားတခါတလေမနေ့3 နာရီလောက်ဆိုမျက်လုံးကပွင့်နေပြီမလားသင်ရဲ့ပြဿနာတွေသင်ရဲ့မကျန်းမာမှုတွေကသင်ကိုအရေးပြည့်စေတယ်ဆိုရင်သင်ရဲ့ရည်မှန်းချက်ပိုင်းတွေကိုကြတော့ဘာဖြစ်လို့သင်အခွင့်အရေးမပေးတာလဲတခါလောက်ကိုယုံကြည်လိုက်ပါတခါလောက်ကိုရဲ့ရင်ထဲကနှလုံးခုန်တန်တွေကိုနားထောင်ကြည့်လိုက်ပါတခါလောက်ဘေးရာတွေကိုပဲဖြစ်ဖြစ်ဒါဟာကိုရဲ့ရည်မှန်းချက်ဆိုပြီးမြင်ရောက်ကြည့်လိုက်ပါသင်ကိုယ်သင်ယုံကြည်မှုမရှိဘူးဆိုရင်ဘုရားသခင်ကိုလည်းမယုံကြည်ပါနဲ့ဘာလို့လဲဆိုတော့ဘုရားသခင်ကအရင်ဆုံးသူ့ကိုယ်သူယုံကြည်မှုရှိတဲ့သူကိုပဲကူညီပေးတယ်လို့ပါကိုရဲ့လမ်းကြောင်းကိုကိုယ်တိုင်ပဲဖန်တီးရှင်တဲ့သူတွေကိုပဲဘုရားသခင်ကလမ်းပြပေးမှာပဲဖြစ်ပါတယ်လူငယ်ဘဝကိုအလကားမဖြုံးတိလိုက်ပါနဲ့ကျွန်တော်ရဲ့ဘဝမှာနေမြင်ညပြောက်ဖြစ်တော်တဲ့သူတွေအများကြီးတွေ့ခဲ့ဘူးပါတယ်သူတို့တွေကတချို့တွေရဲ့ရုပ်တွေအသံတွေကိုတော့ကျွန်တော်မှတ်မိနေတော့ပါဒါပေမဲ့အဲ့ဒီလူတွေကဒီဘဝမှာမရှိတော့ပါဘူးသင်ဘဝမှာပဲကြုံဖူးမှာပါမနေ့ကရှိတယ်ဒီနေ့မရှိတော့ဘူးဘယ်အချိန်မှဆိုသင်ကိုယ်တိုင်လေးဖြစ်သွားနိုင်ပါတယ်အချိန်တိုင်းရင်အကုန်လုံးသွားရမှာပါပဲသင်ရဲ့အချိန်ကလည်း expire ကုံဆုံးသွားနိုင်ပါတယ်တကယ်တော့ကျွန်တော်တို့အလုံးသိဆုံးကြရမှာပါပဲသင်ဆက်ရဲ့ခွန်အားတွေကသင်ရဲ့ဘဝပဲဖြစ်ပါတယ်ဒီကနေ့ဘလို့အကြောင်းအရာတွေနဲ့သင်ရဲ့အရှင်တွေကိုကုံဆုံးစေခဲ့တယ်လေမကောက်တဲ့အကျဉ်းဆိုးတွေနဲ့ကုံဆုံးစေခဲ့သလားအဲ့ဒီလိုအကျဉ်းဆိုးတွေကိုဖျောက်ဖို့အရှင်ရောက်လာပါပြီဒီနေ့သင်ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်စိတ်ပြည့်နေသလားအဲ့ဒါတွေကိုဆက်ပြီးမစင်စားပြီးရှေ့ဆက်ဖို့အရှင်ရောက်လာပါပြီကျွန်တော်တို့ဟာဒီစကြဝဠာကြီးရဲ့ထုတ်ကုန်တွေပါစကြဝဠာကြီးကအနတ္တဖြစ်ပါတယ်အဆုံးမရှိပါဘူးထိုနည်းတူဆိုကျွန်တော်တို့ရဲ့လုံနေစွမ်းကလည်းအနတ္တပါပဲအဆုံးမရှိပါဘူးသို့တော့ကျွန်တော်တို့ကကိုယ်တိုင်ရဲ့အဟံအတားတွေဖြစ်နေတတ်ကြပါတယ်လူငယ်ဘဝကလူဘဝရဲ့အကောက်ဆုံးအရှင်ကာလတွေဖြစ်ပါတယ်သင်စင်တတ်ရှိရင်စေနာရီလုံးလုံးမိုဘိုင်းကိန်းတွေဆော်လို့ရတယ်အရက်တွေတောက်လို့ရတယ်ပါတီတွေလုပ်လို့ရတယ်အရှင်တွေဖြုံးလို့ရတယ်
ဘသူရဲ့ဘောကပျက်စီးနေတာလေးဆိုပြီးတော့တစ်ခါလောက်စဉ်းစားကြည့်ပါအဲ့ဒီအချိန်မှာသင်ရဲ့ဘောကပျက်စီးနေတယ်ဆိုတာကိုသင်ကတော့တတိထားမိမှာမဟုတ်ပါဘူးဒါပေမဲ့သင်ရဲ့မိဖတွေကတော့စိတ်ပူနေပြီးသူတို့ရဲ့မျက်စိရှိမှသင်ပျက်စီးနေတာကိုမြင်ပြီးတော့သင်မင်္ဂလာဆိုရင်သင်ရဲ့ဘောလက်တွေပေါ်ဒုက္ခရောက်မယ်သင်ရဲ့မိသားစုတွေဒုက္ခရောက်မယ်သင်ရဲ့ကလေးတွေကလည်းဒုက္ခရောက်မယ်ပြီးတော့သင်ကိုယ်သင်ပြောင်းလဲတော့မယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာအရှင်လွန်နေမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ဘာမှမဖြစ်နိုင်တော့ပါဘူးကောင်းမထောင်နေတဲ့အချိန်နေထိရအောင်သင်ကိုယ်သင်ဘာလို့ဖြစ်စီမှာလဲအဲ့ဒါကြောင့်မို့လို့သင်ကိုယ်သင်ပြောင်းလဲမှရတော့မယ်သင်ကသင်ရဲ့ကိုယ်ပစံကိုဖန်တီးရမှာဖြစ်ပါတယ်ဆရာဝန်ဒီစီကိုအရေးပေါ်ရောက်လာပြီဆိုရင်လူတို့ကအရှင်လုံးဝမဖြုံးပါဘူးအဲ့ဒီလိုပဲသင်စီမှာလည်းအရှင်မရပါဘူးတကယ်လို့ဒီနေ့သင်ရဲ့ရည်မှန်းချက်တွေပြည့်အောင်တခုခုကိုစွန့်စားရမယ်ဆိုရင်တော့မှစွန့်စားလိုက်ပါစွန့်စားခြင်းကလေးဘောအတွက်တကယ်ကိုအရေးကြီးပါတယ်တကယ်လို့သင်စွန့်စားလိုက်လို့အောင်မြင်တော့ရင်သင်အနိုင်ရပါပြီစွန့်စားလိုက်လို့မအောင်မြင်ဘူးဆိုရင်တော့မှသင်ကအတွေ့အကြုံတော့ရမှာပါအဲ့ဒီအတွေ့အကြုံတွေအကုန်လုံးစီကနေသင်ခန်းစာတွေလေးယူနိုင်ပါတယ်လူငယ်ဘောရဲ့ဘေးအရှင်တွေမှာပဲဖြစ်ဖြစ်သင်စိတ်ကိုအာယုံတွေကိုအနောက်ရှက်ပေးမဲ့အရာတွေကအများကြီးပဲရှိပါတယ်သင်အတွက်ဘေးအရာကမှန်ကန်လေးဆိုတာသင်ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါသင်ဘဝမှာတိုးတက်ခြင်းတွေဆိုရင်အရင်ဆုံးသင်ကိုယ်တိုင်သင်ရဲ့အတွေ့တွေကိုပြောင်းလဲရမှာဖြစ်ပါတယ်သင်ရဲ့အတွေ့တွေနဲ့ပဲသင်ကိုယ်သင်အရင်ဆုံးကြီးပွားအောင်လုပ်ရမှာဖြစ်ပါတယ်အတွေ့တွေနဲ့ကြီးပွားခြင်းတွေဆိုရင်တော့သင်ကိုယ်တိုင်စဉ်းစားပြီးလေးလာသင်ယူရမှာပဲဖြစ်ပါတယ်ဥပမာအပြင်သင်ကျင်တော့တဲ့အကောက်စားတွေစတဲ့တည်ရဲဝတ်တဲ့ဖိဖိပြရအတွက် physically strong ဖိဖိရအတွက်အလုပ်လုပ်တဲ့ကြိုးစားတယ်အဲ့လိုပဲသင်ရဲ့အတွေ့တွေကိုလည်းသင်မအောင်လုပ်ရမှာဖြစ်ပါတယ်သင်ရဲ့ဦးနှောက်ထဲမှာအကောက်တွေပဲတွေ့ရမှာဖြစ်ပါတယ်ခိုင်တာကိုပိုက်ဖိဖိရမှာလေးဖြစ်ပါတယ်ရုပ်ပိုက်ဆရာမှာတော့လူတဲ့ကြမ်းမှရှင်ကြတယ်ဒါပေမဲ့စိတ်ထဲမှာတော့လောဘတွေဒေါသတွေရန်သူတွေမွေးထားကြတယ်ကိုအောင်းနေတာသင်နေတာကသင်ဘောရဲ့အကြီးမားဆုံးမှန်ချက်တစ်ခုဖြစ်ပါတယ်မိမိကိုယ်သဲသေးချင်းဒီအပြစ်တစ်ခုဖြစ်တယ်လို့မိမိကိုယ်ဘာမှမတတ်နိုင်ဘူးလို့မယူတာကလည်းအပြစ်တစ်ခုပဲဖြစ်ပါတယ်ပြဿနာတွေကတော့ရှိမှပဲရှိနေအောင်မှပါလာနေအောင်မှပါပဲအဲ့ဒါတွေကဘောရဲ့အစအပဲတစ်ခုဖြစ်ပါတယ်သင်ရဲ့အတွေ့တွေကသင်ရဲ့ဘောပါပဲတချို့လူတွေကခဏခဏငိုကြတယ်ငါကကြမှာကဒီလိုမျိုးငါဘောကဒီလိုမျိုးဆိုပြီးတော့ခဏခဏငိုနေတဲ့လူတွေကိုကျွန်တော်အများကြီးတွေ့ဖူးပါတယ်သင်လည်းတွေ့ဖူးမှာပါကိုယ်ကံကိုအပြစ်တင်ကြတဲ့သူတွေကိုကျွန်တော်ကတော့လုံးဝအယုံကြည်မရှိပါဘူးအစိုးမြင်တဲ့သူကဘယ်တော့မှရှေ့မရောက်ပါဘူးဘာလို့လဲဆိုတော့သူရဲ့အတွေ့တွေကြောင့်တရားမဟုတ်တရားတော့မှောက်တဲ့အလုပ်ကိုသူလုံမိမှာပဲဒါကြောင့်မလို့အခုသင်ရဲ့ငွေဘဝကိုကော့အသုံးချရမှာပဲဖြစ်ပါတယ်ဒီနေ့ရဲ့စိတ်မသက်မသာဖြစ်မှုတွေစိတ်ရှင်အခိုင်အတန့်အတွက်ပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ငွေစဉ်အချိန်မှာစိတ်အပင်မခံပြီးမကြိုးစားခဲ့ဘူးဆိုရင်တော့သင်အသက်ကြီးလာတဲ့အခါသင်ရဲ့ပူလောင်မှုဝေဒနာတွေကပိုပြီးတော့များလာလိမ့်မယ်ဒါပေမဲ့ပူလောင်မှုတွေထဲမှာအနာကျင်ဆုံးကတော့သင်ရဲ့နှုတ်ဓာတ်တွေပါပဲအဲ့ဒါကြောင့်မလို့ဒီနေ့ကစားပြီးကြိုးစားကြည့်ကြရအောင်အကြီးကြီးတွေတွေ့ကြရအောင်အိမ်မက်တွေကိုအကောက်တွေပေါ်ကြရအောင်ဟုတ်တာပေါ့ဘာမဆိုဖြစ်နေပါတယ်ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးတာကတော့လူငယ်တွေအတွက်တင်ဆက်ပေးတာပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာလေးတွေကိုလည်းမလက်တန်းကြည့်ရှုရအောင်ကျွန်တော်ရဲ့ Fast Myanmar YouTube Channel လေးကို Subscribe လေးလုပ်ထားပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ရှင်းတာချင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနေကြပါစေလို့လည်းဆုမွန်ကောင်းတောက်ပေးလိုက်ပါတယ်ခင်ဗျာ